အခုတော့TikTok ဆိုပြီးတော့နာမည်ကြီးနေတာလေအဲ့ TikTok ကြီးရတယ်TikTok ရုပ်မှာစွန့်ကျင်နော်အခုလိုအဖက်မပါတဲ့ရုပ်ကြီးရလေဘယ်လောက်ကြည့်ရဆိုနော်ဟော TikTok ပေါ်လဲရောက်သွားတယ်အဖက်ကလေးကိုသုံးကိုတော့မမိမင်းသမီးရှုံလာအောင်နုဖားမျက်နှာလေးကကလေးလေးလို့ပြောင်းလဲသွားအဲ့လိုအဖက်သုံးတော့လူတွေကကြည့်ကြပါတော့ဖက်မသုံးထားတဲ့ကိုယ်လိုပုံမျိုးဆိုလို့ရှိရင်ဘယ်သူကကြည့်မလဲဒါပေမဲ့ TikTok ယူရတော့တက်အော်မီရုပ်ဆိုးတဲ့သူတော့ရုပ်ချောနိုင်တယ်ဆိုတော့ပြောင်းလဲသွားကြရုပ်ကလေးဆိုချစ်စရာလေးတော့တီထွေးနိုင်တာအော်ပါရဲ့ငါးဆိုရင်မင်းသမီးတွေကိုပဲတွေ့ရလောက်တာလေအခုတော့အဖက်လေးတော့ကိုပါသူများတွေမြင်နိုင်အောင်တီထွေးနိုင်တဲ့ TikTok ဆိုတော့လေးစားဖို့ကောင်းအခုနေရာတော့ကိုရုပ်ရတယ်လို့ပေါ့နော် TikTok ပေါ်ရောက်အဖက်ကလေးလေးသုံးလိုက်ရကိုပုံကဒီလိုပုံတော့မဟုတ်တော့ပြောင်းလဲသွားမင်းသမီးလေးကိုရီးယားမင်းသမီးလေးလို့ချစ်စရာလေးဖြစ်သွားဟိုးအော်ဘောကောင်းဒီလဲလေးစားပါရဲ့ဗျာ